Hello ပြပြပါဒီနေ့ကတော့ပြပြတို့ကြကြရဲ့ birthday treatment လေးပါရုံးစင်းခြင်းလေးပြပြတို့တင်းကိုကြကြကဆူရှိလိုက်ကြွေးတာပါဆူရှိဆိုင်ကတော့ရောက်လာပါပြီရုံးတက်ရတဲ့ရက်တင်မှာဘိုက်အစားဆုံးအချိန်ကိုပြောပါဆိုလို့ရှိရင်တော့အခုလိုရုံးစင်းတဲ့အချိန်လေးပါပဲ80% လောက်ကဘိုက်အရန်စာနေတော့ blog ကိုတော့20% လောက်ပဲရိုက်ခဲ့ပါတယ်နောက်တစ်လလောက်ဆူရှီမစားချင်ရလောက်အောင်ကိုအဝအပြည့်စားခဲ့ရပါတယ်စားစရာတောက်စရာတွေတခုမကြံကုန်သွားတဲ့အခါမှာတော့အလာပါတလာပါစကားဝိုင်းလေးစပြောပါတယ်ဆူရှီဆိုင်ရဲ့ဘေးနားမှာဘီယာဘိုက်ကရှိနေတော့မဝင်လို့ရှိရင်အာနာစရာကောင်းတယ်လေဂျားရဲ့ဖြစ်နေတော့လူလည်းတိတ်တော့မရှိပါဘူးကိုရီဖွင့်တဲ့တခြားဝိုင်း2ဝိုင်း3ဝိုင်းလောက်ပဲရှိတာပါပြပြကတော့ဘီယာမကြိုက်တတ်တဲ့လူဆိုတော့ပင့်ကလေးလေးပဲမှတောင်းလိုက်ပါတယ်နေနာကိုငါမရောက်နိုင်ဆိုပြီးတော့ဝင်ဖီးခဲ့ပါတယ်ဒီနေ့ vlog လေးရတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးပါ